ကျက်စလက်လုံနီးပဲတင်ထားပြီးတော့အခြေလုံနီးကြမှာပါလို့ငါတို့ကအိမ်ထိလိုက်ကြည့်ရမှာလားလို့မေးနေကြလို့ဒီနေ့တော့အခြေလုံနီးလေးတင်ပေးလိုက်ပါပြီနော်ပထမဆုံးအနေနဲ့ကျက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းရဲ့နောက်ပြီးတော့နနမေမြစ်လေးကိုရေပြောင်းဆေးပြီးတော့ကကြီးလေးနဲ့ကိုက်ထည့်ပေးပါမယ်နနမေရွက်ကလေးတွေကိုလည်းကကြီးလေးနဲ့ကိုက်ထည့်ပေးပါမယ်အားလုံးကိုရောပြီးတော့ကြိတ်ပေးလိုက်ပါမယ်ငရုတ်စုံနဲ့ထောင်းလည်းရပါတယ်ဗျနနမေကိုလေးကိုက်တယ်လို့ပြောလို့ပါဇက်နဲ့ကိုက်တာလားဆိုပြီးတော့ကတိကသက်လားမမေးပါနဲ့နော်ဘာလို့လဲဆိုတော့အညာဘက်မှာကိုက်တာနဲ့ညှက်တာကိုအတူတူပဲသုံးတယ်ကျွန်တော်တို့ကဘာနေနေကိုက်တယ်ပဲသုံးပါတယ်ခုနကကြိတ်ထားတဲ့ဆာပလာကြီးထည့်ပါမယ်ပြီးရင်တော့ထညက်ရည်လေးထည့်ပါမယ်အရသာအတွက်စားနဲ့ဟင်းခမ်းမုံလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့နှမ်းလေးတွေထည့်ပါမယ်ဂျင်းမုံလေးလည်းနည်းနည်းထည့်လိုက်ပါမယ်မကြီးနစ်လေးထည့်ပေးပါမယ်ပုတ်ပွက်ဆူထားတဲ့ရင်သွေးလေးကိုလည်းထည့်ပေးလိုက်ပါမယ်အားလုံးကိုရောပြီးတော့သမသွားအောင်မွေပေးလိုက်ပါမယ်အနံလေးမွေးပြီးတော့ပို့ပြီးစားလို့ကောင်းလို့တမယာသီးနဲ့စိတ်လောက်လည်းညှစ်ထည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ချိုချင်းငံဆက်အရသာလေးမျိုးနဲ့ပြည့်စုံနေတဲ့အချင်းရည်လေးရပါပြီဒီအချင်းရည်လေးကိုလေကျက်စလက်ဝက်စလက်နဲ့ပဲစားမလားဒါမှမဟုတ်ရင်အသားကင်တို့ငါးကင်တို့နဲ့ပဲစားမလားဘာနဲ့စားစားရန်ကိုလိုက်ပတ်ပါတယ်ကျက်စလက်လုံနီးလေးကိုလည်းအကောင့်ထဲမှာတင်ထားပြီးလို့မောင်းလိုက်ရ profile လေးကိုထောက်ပြီးတော့ဝင်ကြည့်သွားလို့ရပါတယ်ဗျကြည့်ရှုပေးတဲ့တယောက်ချင်းစီတန်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ